ဘောလုံးပွဲတွေအဆုံးများလို့စိတ်ညစ်နေတဲ့မိတ်ဆွေတွေဒီဗီဒီယိုလေးမှာဆိုရင်မိတ်ဆွေတို့အတွက်အပေါင်းပြစေမယ့်ဖရီပွဲ၃ပွဲကိုကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ကလပ်ပွဲတွေစတင်တဲ့နေ့မှာ2ရက်ဆက်ကျွန်တော်အနေနဲ့အောင်မြင်အောင်ဆွမ်းဆောင်ပေးနိုင်ခဲ့တယ်မနေ့ညလည်းဗလင်စီယာဘော်ဒီနဲ့တရားခိုင်တော့ရှင်ပြခဲ့တယ်ဒီနေ့မှာဆိုရင်လည်းညလည်းရှင်ပြခဲ့တယ်ပေါ့နော်ညဖူအန်ဘော်ဒီနဲ့ရှင်ပြခဲ့တယ်ကျွန်တော်ရဲ့ special 1ပွဲကတော့ဒီနေ့ညမှာကျွန်တော်အနေနဲ့တစ်တော်မှာဖရီ3ပွဲရွေးချက်ပေးသွားမှာဖြစ်ပါတယ်မနေ့ညဖရီ3ပွဲရွေးချက်ပေးခဲ့ရမှာ2ပွဲနိုင်ရရှိခဲ့ပြီတစ်ပွဲကြာသွားခဲ့တယ်ဒါပေမဲ့2ရက်လုံးအပေါင်းပြခဲ့တယ်ဒီနေ့ညမှာလည်းမိတ်ဆွေတို့အတွက်ပေါင်းပြစီမဲ့ဖရီပွဲ3ပွဲကိုကျွန်တော်အနေနဲ့ရွေးချက်ပေးမှာဖြစ်တယ်ပထမဆုံးပွဲကတော့လီနဲ့အစတွန်ဗီလာနဲ့ပွဲဖြစ်တယ်ဘော်ဒီကြီးမှာဆိုရင် level 30လီရပေါက်နေတယ်ကိုပေါင်းကြီးမှာဆိုရင်2မိုင်58ပြပေါက်နေတယ်လူတော်များများတော့လီရအင်ဝင် level 30ဆိုတဲ့ဈေးတန်းကြီးချူတယ်လို့မြင်လိုက်မယ်ကျွန်တော်ကတော့လီကြီးကျန်းတယ်လို့တော့ကျွန်တော်တော့မြင်တယ်ဘာလို့လဲဆိုတော့လီအိမ်ဝင်ဖြစ်တယ်ဒါပေမဲ့အဆင့်ရတူမှုချင်းမှာဆိုရင်အစတွန်ဗီလာနဲ့လီနဲ့ဆိုရင်တော်တော်လေးကွာနေတဲ့အနေအထားမျိုးရှိတယ်အစတွန်ဗီလာအဆင့်9မှာရပ်တည်နေပြီဆိုလီကအဆင့်18မှာရပ်တည်နေတယ်ဒီနှစ်သင်းရဲ့ကွာမှုကိုအိမ်ခွင်းအားတာချက်တစ်ခုကြောင့် level 30ပေးတယ်ဆိုတော့ကျွန်တော်ဈေးပြင်းတယ်လို့မြင်တယ်ဒီဘက်စမှာlevel 30ဆိုတော့ဈေးတန်းတစ်ခုမှာကျွန်တော်တို့လီဘော်ဒီကိုကြိုက်တယ်နောက်တစ်ပွဲကတော့ရိုမာပွဲလေးဖြစ်ပါတယ်ခရီစီမိုနီနဲ့ရိုမာဖြစ်ပါတယ်ဘော်ဒီကြီးမှာဆိုရင်1 plus 30ရိုမာပေါက်တယ်ကိုပေါင်းကြီးမှာဆိုရင်2မိုင်60ပဲပေါက်တယ်ဒီပွဲစမှာရိုမာတို့အနေနဲ့ဒီနှစ်မှာဆိုရင်ချန်ပီယံလိဝင်ခွင့်ရအောင်အနည်းဆုံးစူးစမ်းလိုက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ခြေစွမ်းရလည်းမှန်းနေတယ်ဒီဘက်မှာ1 plus 30ဆိုတော့အဝေးကွင်းကြီးပေါက်တဲ့စီးရနိုင်စီးလို့ကျွန်တော်တော့မြင်တယ်ဒီဘက်မှာရိုမာဘော်ဒီကိုကြိုက်တယ်ရိုမာအနည်းဆုံးတစ်ခုလောက်နဲ့ကတ်နိုင်သွားလိမ့်မယ်လို့ကျွန်တော်တို့ခန့်မှန်းပေးတယ်နောက်တစ်ပွဲကတော့ကျွန်တော်ဂီတာဖေးနဲ့အတလက်တီကိုပွဲကိုရွေးချယ်ထားတယ်ဘော်ဒီကြီးမှာဆိုရင်1 plusအတလက်တီကိုက80ကိုပေါင်းကြီးမှာဆိုရင်2 level ပေါက်နေတယ်ဒီပွဲမှာဆိုရင်အတလက်တီကိုတို့အနေနဲ့အမခံလို့မရတဲ့အနေအထားမျိုးတွေရှိတယ်ဂီတာဖေးနဲ့ကိုဒီလိုချင်းမျိုးတွေပေါက်ဆိုနိုင်တဲ့ပွဲတွေကလည်းအများကြီးဖြစ်တယ်အတလက်တီကိုအနေနဲ့ဘာလို့ဒီလိုကြီးပေါက်လဲဆိုတော့ဂီတာဖေးကခန်းစဲအားကောင်းတဲ့အသင်းမလို့ဒီလို1 plus ထွက်လာတယ်လို့မြင်တယ်အရင်ပွဲတွေဆိုရင် level မိုင်းတွေပဲပြေးဆိုတော့ကြည့်အောင်သွားမျိုးတွေရှိတယ်ဒီပွဲစမှာအတလက်တီကိုအနေနဲ့အမှတ်လိုအပ်ချက်ကြီးမားတဲ့အတွက်အမှားမခံလာဘူးလို့ကျွန်တော်တို့မြန်မာတွေပွဲစီမှာ Atletico Body ကိုကြိုက်တယ်ဒီနေ့ညရွေးချယ်ပေးခဲ့တဲ့ပွဲစဉ်တွေကတော့ Atletico Body ရဲ့ League Body ရဲ့ Roma Body ရဲ့ဖြစ်ပါတယ်အကြိုက်တူတဲ့မိတ်ဆွေတွေလည်း like ဆော့လို့ရပါတယ်ကျွန်တော်ရဲ့ Special 1ပွဲကိုလည်းဆွတ်တယ်လို့တဲ့မိတ်ဆွေတွေလည်းကျွန်တော်ရဲ့ Viber မှာလောက်ဆက်သွယ်လို့ရပါတယ် Telegram Channel မှာလည်း free word တွေတင်ပေးမှာဖြစ်လို့ channel လေးကိုလည်းမ join သေးဆိုရင် join ထားပြီးဖို့ပြောချင်ပါတယ်အားလုံးပဲ good luck ပါ